မင်္ဂလာပါကြာတာပရိနှစ်သာသမီများအတွက်19ရက်3လ2026မှ25ရက်3လ2026ရက်နေ့အထိတပတ်တာကံစာတာဟောစရံဖြစ်ပါတယ်ကြာတာပရိနှစ်သာသမီတွေဟာဆိုရင်ယခုတပတ်တာကာလမှာပဋ္ဌာန်းဆက်များရဲ့ကိုညီမဆမှုရရှိနိုင်တဲ့ကာလဖြစ်တယ်တဲ့ဘာသာရေးလုံမြစ်တာဖို့အမျှဝေပေးဖို့တော့လိုတယ်အဲ့ဒါဆိုရင်အစအရာရာအပဋ္ဌာန်းဆက်တည်းရဲ့ကူညီမှုကိုရရှိနိုင်ပါတယ်တဲ့ပြီးတော့ကြတော့ဆရာသမားတို့မိတ်ဆွေတို့ရဲ့ကူညီမှုကိုလည်းရရှိနိုင်တယ်တဲ့ကိုယ့်ရဲ့အတိတ်ကပါလာတဲ့ကံကြောင့်ပေါ့နော်ဒီတပတ်တာကာလမှာမိတ်ဆွေတွေရဲ့ကူညီမှုကိုရရှိတာတို့ဆရာတွေရဲ့ကူညီမှုကိုရရှိတာတို့လည်းဖြစ်နိုင်တဲ့ကာလဖြစ်ပါတယ်တဲ့ဒီတပတ်တာကာလပေါ့နော်အလောက်ကင်မှာဆိုရင်တော့တဲ့အနှဲငယ်တဲ့လေးနေအေးနေတာလေးတွေအဖွဲ့အစည်းပေါ့နော်ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်လေးနဲ့အနှဲငယ်တော့အဆင်မပြေမှုလေးတွေရှိနိုင်ပေမဲ့လက်လာပါရရှိပွန်လန်းနိုင်ပါတယ်တဲ့အလုပ်မှာဆရာသမားတွေရဲ့ကူညီထောက်ပံ့မှုတွေကိုအထက်လူကြီးတွေရဲ့ကူညီထောက်ပံ့မှုတွေလည်းရရှိနိုင်တဲ့ကာလဖြစ်တယ်တဲ့နော်ပြီးတော့ကြတော့ငွေရေးကြေးရေးပိုင်းကိုကြည့်မယ်ဆိုရင်တဲ့ထုံငွေတွေအလွန်များပြားနေတတ်ပေမဲ့ဝင်ငွေလည်းကောင်းမွန်နေနိုင်တဲ့ကာလဖြစ်ပါတယ်တဲ့နော်ဟိုပါပေါ့နော်ဒီကာလမှာကြာတာပရိအစအင်္ဂါအဆုံးအမည်ရှင်တွေကလွဲရင်ပေါ့နော်ကြာတာပရိအစကြာတာပရိအဆုံးကြာတာပရိအစဘောရအဆုံးအဲ့လိုအမည်ရှင်တွေပေါ့နော်ငွေကြေးရစရာတွေရှိတဲ့ဟာတွေပေါ့နော်အရင်တော့မရခဲ့တဲ့ဟာတွေဆိုရင်ပြန်လဲရရှိနိုင်တယ်တဲ့ကျွေးဟောင်းတွေတောင်းလို့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့အလီလီခွဲပြီးတော့ပဲရမယ်တဲ့အဲ့လိုရမယ်လို့ပြောတဲ့အထက်မှာကြာတာပရိအစအင်္ဂါဆုံးအမည်ရှင်တွေမပါဘူးเนาะသူတို့ကတော့ဒီတပတ်တာကာလကစီးပွားမပေးပါဘူးတဲ့ဂျာတာပရိအစအင်္ဂါအဆုံးအမည်ရှင်တွေဒီတပတ်တာကစီးပွားမပေးတဲ့ကာလဖြစ်လို့ငွေကြေးမတည်ငြိမ်တဲ့လုပ်ငန်းတွေဆိုလုံးဝမလုပ်ဘဲလက်ရှောင်တင်ပါတယ်တဲ့သူများကိုအာမခံပေးတာတွေကြားထဲကစိုက်လုပ်ပေးရတာတွေရှောင်တဲ့ကာလတဲ့ဂျာတာပရိအစအင်္ဂါအဆုံးအမည်ရှင်များပေါ့နော်သူတို့ကတော့အားနည်းတဲ့အမည်ရှင်တွေဖြစ်တယ်ပြီးတော့ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကတော့ဒီကာလမှာတဲ့ခရီးစဉ်တွေရဆိုင်ရတာတွေပေါ့နော်ပြီးတော့ကြတော့စိတ်ထင်တိုင်းမပေါက်တာတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်တဲ့ဝန်ထမ်းတွေကတော့ဒီတစ်ပတ်တာကာလမှာစိတ်ဖိစီးမှုများနိုင်တဲ့ကာလဖြစ်တယ်တဲ့ဒါပေမဲ့ကောင်းပါတယ်စိတ်ဖိစီးမှုလောက်ပဲပါကျန်တဲ့အဆိုးတွေအရင်ကြီးမရှိဘူးပေါ့နော်စိတ်ဖိစီးမှုများနိုင်တယ်တဲ့ပြီးတော့ကြတော့အခြေရေးပေါ့နော်အခြေရေးကတော့ဒီကာလမှန်တမ်းလောက်ပါပဲနော်ချစ်သူဟောင်းနေတဲ့ပေါ့နော်ပြန်လဲအဆင်ပြေနိုင်ပါတယ်တဲ့ဒါပေမဲ့အဲ့လိုပြောတဲ့အထက်မှာအင်္ဂါအဆုံးပေါ့နော်ဂျာတာပရိသအင်္ဂါအဆုံးအမည်ရှင်တွေမပါဘူးပေါ့နော်သူတို့ကတော့ဒီကာလကအစအရာရာခံအားနည်းနေတဲ့ကာလဖြစ်လို့ဘာသာရေးနဲ့ကြောဖြတ်တဲ့ကာလဖြစ်တယ်တဲ့အိမ်ထောင်ရေးကတော့ဂျာတာပရိတင်သားသမီးများအားလုံးပေါ့နော်အိမ်ထောင်ရေးမှာကတော့တဲ့အနည်းငယ်အားနည်းနေတဲ့ကာလဖြစ်တယ်တဲ့ဇနီးမယားရဲ့ကျန်းမာရေးချူချတာတွေလည်းဖြစ်နိုင်ပါတယ်တဲ့ပြီးတော့တယောက်နဲ့တယောက်အိမ်ထောင်ရေးမှာစိတ်ကုန်နေတာတွေလည်းဖြစ်တတ်တဲ့ကာလဖြစ်တယ်တဲ့ပြီးတော့ကြတော့ဟိုပါပေါ့နော်အမျိုးသမီးများကတော့လင်ယောက်ျားနဲ့ပတ်သက်ရင်တဲ့စိတ်ညစ်စရာလေးတွေကြုံရနိုင်တယ်တဲ့ပြဿနာလေးတွေကြုံရနိုင်တယ်တဲ့အဲ့လိုကာလလေးပါတဲ့အိမ်ထောင်ရေးကတော့အားနည်းပါတယ်နော်ဂျာတာပရိနေသားသမီးများဒီတစ်ပတ်တာအိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးရင်တော့အစအရာစိတ်ရှိတိခံမှုလေးတွေလိုပါမယ်နော်အဲ့လိုလေးတွေနဲ့ဖြတ်သန်းမှကောင်းမွန်မဲ့ကာလဖြစ်တယ်ပေါ့နော်ဒါပေမဲ့တဲ့ဂျာတာပရိနံတင်လုပ်ငန်းလုပ်ကင်သူတွေကတော့ဒီကာလမှာအောင်မြင်နိုင်တယ်ထွန်းပေါက်နိုင်ပါတယ်တဲ့နောက်မြေယာနဲ့ပတ်သက်တာတို့ကောင်းပါတယ်ဖုံရောင်းတာဟာတွေဒါတွေလည်းကောင်းပါတယ်ပေါ့နော်ဒါပြီးတော့ကြတော့ဒီပေါင်မုံလုပ်ငန်းတွေဒါတွေလည်းကောင်းပါတယ်နော်ဒီတပတ်တာကာလပေါ့နော်ဒါဂျာတာပရိနံတင်လုပ်ငန်းလုပ်ကင်သူတွေကောင်းတယ်ရွှေတို့ပေါ့နော်ဆက်သွယ်ရေးနည်းပညာတို့ဒါတွေနဲ့လောက်ကင်တဲ့လူတွေလည်းကောင်းကျိုးပေးမဲ့ကာလပါပဲเนาะသူတို့လည်းကောင်းပါတယ်ဂျာတာပရိအစဂျာတာပရိဆုံးအမည်ရှင်ဒီကာလမှာဘာသာရေးလုပ်ပေးမယ်ဆိုတော့လောက်ကင်တွေများအကြံအစီတွေထွန်းပေါက်အောင်မြင်နိုင်တဲ့ကာလဖြစ်တယ်ဂျာတာပရိအစတောက်ကြအဆုံးအမည်ရှင်တွေကတော့ဒီကာလမှာတဲ့အောင်မြင်မှုတွေနည်းပါးပါမယ်တဲ့စိတ်တွေတွေးဝေးထိုင်းမှိုင်းနေတတ်တဲ့ကာလဖြစ်တယ်တဲ့မလုပ်ချင်မကိုင်းချင်းဖြစ်နေတတ်တယ်ပေါ့နော်သူများကိစ္စနဲ့အချင်းကုန်နေတတ်တယ်တဲ့ကြာတာပရိအစနေအဆုံးအမည်ရှင်များတဲ့သူများကိစ္စတွေကိုလိုက်လုပ်ပေးပြီးမှကိုကျိုးအောင်မြင်နိုင်တယ်တဲ့သူများကိစ္စတွေကိုကိုညီပေးရမယ်ပေါ့နော်ကိုကျိုးကတော့နည်းနည်းတော့အောင်မြင်နိုင်တဲ့အများကြီးတော့မဟုတ်ဘူးတဲ့အဲ့လိုလေးအောင်မြင်မှုတွေတော့ရရှိနိုင်တယ်တဲ့ကြာတာပရိအစတနင်္ဂနွေအဆုံးအမည်ရှင်များ
လက်လာပါရှင်လန်းနိုင်ပါတယ်နော်အများတို့အသင်းဖွဲ့တို့နဲ့ပတ်သက်ရင်တဲ့စိတ်ညစ်စရာအနေငယ်ရှိပေမဲ့လက်လာပါအထူးရှင်လန်းနိုင်တဲ့ကာလဖြစ်ပါတယ်တဲ့ကြာတာပရိအစတနင်္လာအစုံအမိရှင်များတဲ့သူတို့လဲငွေကြေးအခက်အခဲတွေတိတ်မရှိနိုင်ပါဘူးနော်ထုံငွေများပေမဲ့ဝင်ငွေတွေများနေနိုင်တဲ့ကာလဖြစ်တယ်စိတ်ချမ်းသာပျော်ရွှင်မှုရရှိနိုင်တဲ့ကာလပါပဲเนาะစိတ်ညစ်စရာနဲ့ပျော်ရွှင်စရာရောနေမယ်လို့ပြောရင်တော့ပုံမှန်တယ်သူတို့အတွက်ကဒီတစ်ပတ်တာကာလကကြာတာပရိသအင်္ဂါအဆုံးအမြင့်ရှင်မြအခုကာလကစီးပွားရေးကျန်းမာရေးအိမ်ထောင်ရေးလူမှုရေးစသရရအားနည်းနေတဲ့ကာလဖြစ်တဲ့အတွက်စသရရသတိနဲ့ဆင်ခြင်နေထိုင်မှတော်ကကြမဲ့ကာလဖြစ်ပါတယ်တဲ့အလိုလိုနည်းစိတ်တူတာတွေစိတ်ညစ်တာတွေလည်းဖြစ်နိုင်နေတဲ့အတွက်မေတ္တာများများပွားပေးပါတဲ့ကြာတာပရိအစဘောရိုးဆောင်အမြင့်ရှင်များအထူးကောင်းတယ်နော်သူကတော့လက်လာပါရှင်လန်းမယ်ဒါပေမဲ့တဲ့သူမှာခနည်းနည်းစိတ်ဆုံးဖြတ်ချက်မပြတ်သားတဲ့ကာလလေးဖြစ်နေတယ်တဲ့ဒါကတော့ပြဿနာမရှိပါဘူးနည်းနည်းလေးပါပဲเนาะများသောအားဖြင့်ခြုံရင်ကောင်းပါတယ်တဲ့တာရီသမီးရေးမှာဆိုရင်ဗျာဒီတစ်ပတ်မှာနှစ်ခုလုံးကောင်းတယ်เนาะတာအတွက်ကောသမီးအတွက်ကောစိတ်ချမ်းသာမယ်တဲ့အကျိုးကျေးဇူးရမယ်တဲ့တာအတွက်ကောသမီးအတွက်ကောကျိုးကျေးဇူးရနိုင်ပါတယ်တဲ့ဒီတစ်ပတ်တာကာလကကောင်းပါတယ်ဗျအဲ့တော့ဂျာတာပရိသားသမီးတွေအတွက်တဲ့ရေရာလှုပ်ချင်တယ်ဆိုရင်တဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတဲ့ပေါင်းမုံကတ်လှူပေးပါတဲ့เนาะပေါင်းမုံယူလေးတွေပါတယ်ပေါင်းမုံပေါ့เนาะအဲ့ဒါလေးကတ်လှူပေးပါတဲ့ကံကောင်းမှုတွေရရှိနိုင်ပါလိမ့်မယ်တဲ့ဂျာတာပရိနှစ်သားသမီးများအတွက်တစ်ပတ်တာကံစားတာဟောစရန်ဖြစ်ပါတယ်ဂျာတာပရိနှစ်သားသမီးများအားလုံးကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ